sign into Xiaomi account ပေါ့နော်ဒါကျွန်တော်မိ account ဝင်ခိုင်းတာဖြစ်ပါတယ်ဘယ်ဖုန်းပဲဖြစ်ဖြစ်ပေါ့နော်သူရဲ့သက်ဆိုင်ရာ cloud တွေရှိတယ်သက်ဆိုင်ရာ account တွေရှိတယ်ကျွန်တော် iCloud လိုပဲပေါ့နော်သူကလည်းအရေးကြီးတယ်ဒီ Xiaomi account ကိုကျွန်တော်ဒီ setting နဲ့တော့ဖောက်လို့မရဘူးအဲကြောင့်ကျွန်တော်တို့ကဘယ်လိုဖောက်မလဲဆိုတော့လွယ်ပါတယ်ကျွန်တော်တို့ဖတ်လိုက်မယ်နော် browser တစ်ခုခုတွေကိုသွားမယ် Chrome ထဲမှာဆိုလည်းရပါတယ်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာ Mi account sign up ဆိုတာလေးကိုကျွန်တော်တို့ရိုက်ရှာလိုက်တယ်ပေါ့နော်ရှားပြနေပဲ create Xiaomi account ဆိုတာရှိတယ်အဲ့ဒီတော့ကျွန်တော်ဝင်လိုက်မယ်ပေါ့ဒီမှာပေါ့နော်ဒါ region ရေးခိုင်းတာကျွန်တော်တို့ကမြန်မာပဲရွေးမယ်မြန်မာရွေးလိုက်တယ်ပေါ့နော်ရေးပြီးတော့ဒီမှာ email address ကိုပေးမဲ့ email လိပ်စာပေါ့နော်အဲ့ဒါရှိemail လိပ်စာလေးထည့်ပြီးပါနော်ထည့်ပြီးတော့ဒါ password လောက်ခိုင်းတာကျွန်တော်တို့အကြီးစလုံးတစ်လုံးပါရမယ်အသေးစလုံးပါရမယ်နံပါတ်တွေပါရမယ်ပေါ့နော်ပြီးရင်ဒီ special character ပါရမယ် strong password ပြအောင်ပေါ့အဲကျွန်တော်တိုင်းလေးထည့်လိုက်တော့ပေါ့နော်အဲ့ဒါလေးတူအောင်ပြန်လိုက်ထည့်ပေးရမယ်အောက်မှာအဲ့ဒါဆိုရတယ်ကျွန်တော်အမှတ်ချက်လေးပေးလိုက်ပါပေါ့နော်ပြီးပြီးကျွန်တော် next နေလိုက်မယ်ဒီမှာသူဒီအကွက်ထဲမှာပြထားတဲ့ဟာလေးကျွန်တော်ရေးပေးရမှာဗျဆိုတော့ verify လုပ်တဲ့သဘောပေါ့နော်ဒါလည်းရရနော်password ကျွန်တော် save လိုက်ပါမယ်ဒါကကျွန်တော်ခုနပေးလိုက်တဲ့ email လိပ်စာတွေကိုသူကကုတ်ကြမှာပေါ့နော်အဲ့ဒါလေးကျွန်တော်ကုတ်ချက်သွားယူမယ်ချိန်မီတဲ့ကိုဝင်လိုက်မယ်ပေါ့နော်ဟောဒီမှာကျွန်တော်ဒါခုနကုတ်လေးပေါ့နော်အဲ့ကုတ်လေးကိုကျွန်တော်တစ်ချက်ပြန်သွားကြည့်မယ်6835ခွန်လေးအဲ့ကုတ်လေးကိုထည့်ပေးရမှာပေါ့နော်ဒါဆိုရင်ဒီ Xiaomi account ဖောက်လို့ပြီးသွားပြီပေါ့နော်ကိုကူနာဖောက်လိုက်တဲ့ဒီ email address ရယ်ပြီးတော့ပို့ပေးလိုက်တဲ့ password ရယ်ကိုခုန setting တွေက Mi account sign in ဆိုတဲ့နေရာမှာကျွန်တော်တောင်းဝင်ပေးလိုက်မယ်ဒါဆိုရင်ကိုဖုန်းပျောက်သွားတာပဲဖြစ်ဖြစ်ကိုကအနည်းနဲ့အကျဉ်းတော့ cover up တော့ဖြစ်တာပေါ့နော်ကိုယ့်ရဲ့ data တွေဆုံးရှုံးမှုတွေတော့ကာကွယ်ပေးနိုင်သွားမယ်အခုဖုန်းနံပါတ်တွေပြန်ရမယ်အဲ့လိုမှမဟုတ်ရင်လည်းတစ်ခါကယူသွားတဲ့လူကကိုယ့်ရဲ့ data တွေကိုကြည့်လို့မရတော့ဘူးပေါ့နော်သူကလော့ကြော်လို့ရသွားခဲ့ရင်တော့သူက set ထဲက data တွေကိုဖြတ်ကမှဖြစ်နေပေါ့ဒါကြောင့်မို့လို့မရှိလို့လည်းကိုက Xiaomi ကိုင်တာဆိုတော့ Xiaomi account လေးကိုဖောက်ထားဖို့လိုအပ်ပါတယ်။ဖောက်ဖို့ဖောက်နည်းအစစ်အစင်ကိုလည်းကျွန်တော်ဒီနေ့အသေးစိတ်ရှင်းပြပေးသွားပါတယ်ပေါ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။